ဂျီမနိုဝဲနဲ့တစောင်းမုံလာပြီးကြော်တရက်နေ့တစောင်းမုံလာပြီးကြော်တရက်နေ့ကနက်ကတ်ဆုံတဲ့နေ့ဖြစ်တယ်ဆိုတာတော့စာဖတ်သူတို့သိနှင်ထားပြီးဖြစ်ပါလိမ့်မယ်။ဂျီမနိုဝဲဆိုတာကိုလည်းကြားဖို့နေကြဖြစ်မှာပါ။ဂျီမနိုဝဲဆိုတာကညဘက်မှာရက်ွက်တဲရှိရတွေကိုခိုးတာချက်ကိုတက်ပြီးဘူးသီးနဲ့ချက်စားကြတဲ့ပွဲများလား။အဲ့လိုမဟုတ်ပါဘူးနော်။ရှေးကတော့ဂျီမနိုဝဲဆိုတာကကိုစွမ်းကိုစားဆေးမြင့်အစွမ်းကိုစမ်းကြတဲ့ပွဲဖြစ်ပြီးတော့ချစ်စရာကောင်းတဲ့အလေးထားတစ်ခုပါ။တစားမုံလာပြီးကြော်တရက်နေ့ကနက်ခတ်ဆုံပြီးဇက်တိကနက်ခတ်နဲ့ရှင်တဲ့နေ့ဖြစ်တဲ့လျောက်ဆေးမြင့်ထုတ်ပြီးတိတ်တိတင်မို့လိုတဲ့ကာလာသားတွေကိုဒီနေ့မှာဆေးမြင့်ထက်စစ်ထိုးနှံပြီးတိတ်တိအသစ်တင်ပေးကြပါတယ်။ဒါကမင်းကြောင်ထိုးတဲ့ဒုတိယမြောက်တစ်ခါဖြစ်ပြီးဂဝွန်ကြောင်ရုပ်သူရန်တက်တီနတ်သမီးရုပ်တို့ကိုဖြည့်သွင်းထိုးနှံပါတယ်။စာရေးသူရေးသားထားတာအစီအစဉ်မကြတဲ့အတွက်ကြောင့်စာဖတ်သူတို့နားရှုပ်ထွေးခဲ့ရင်တိခန့်ခွင့်လွှတ်ပေးကြပါ။ပထမတစ်ခေါက်ထိုးတဲ့အကြောင်းကိုအလင်းသင်းတယ်လို့တင်ပေးသွားပါမယ်။ဇတိကနဂတ်ကအဟံအမောင်စရီအတွက်အကျိုးပေးတယ်လို့ယုံကြည်ကြတာကြောင့်ဒီလိုအဟံအမောင်နဲ့ဆိုင်တဲ့ဆေးအင်းတွေကိုဒီညမှာထိုးကြပါတယ်။ဒီလိုမျိုးထိုးပေးရုံနဲ့ကာလာသားတို့ကတာဝန်မကျေပါဘူး။ထိုးခဲ့တဲ့ဆေးမင်းတွေကိုဘလောက်အောင်မြင်ပြီးစီးရဆိုတဲ့ကြောင့်လက်တွေ့စမ်းသပ်ရတဲ့ထုံတန်းစင်လာရှိပါတယ်။ဒါကြောင့်ဆေးမင်းဝိုင်းကနေထွက်လာပြီးမောင်ရဲခိုလို့တကောင်ပိုလောက်ကြပါတယ်။ဆိုလိုတာကတော့မောင်ရဲခိုလို့ရွာဘက်ခိုရပါတယ်။ကိုရဲဆိုတော့ညလွယ်ကူလာတော့မဟုတ်ပါဘူး။လာရောင်ထိန်ထိန်လေးနေတဲ့ပြင်ကိုလူအားလုံးကလည်းမအိပ်ပဲနဲ့စောင့်နေကြတာပါ။ဒါမဲ့ဆေးမြင့်ဝိုင်းကထားလာတဲ့ကာလာသားတို့တော့ဆေးအောင်ရင်မှောင်ရိပ်ခုလိုက်တာနဲ့ကိုပြောက်တယ်လို့ယုံကြည်ကြပါတယ်။ဒီလိုနဲ့ခိုးလို့ရလာတဲ့ပစ္စည်းတွေကိုရွာလဲစီးဝိုင်းနဲ့စုပုံထည့်ထားပါတယ်။ခိုးနေတော့မိသွားရင်တော့ဒီရွာလဲမန်းနှက်မှာတွေမကောင်းတဲ့အကျဉ်စိုးတွေကိုစေးကြောပစ်မယ်လို့ဆိုပြီးတကူလုံးရွှဲဆုပ်အောင်ရေးလောင်းပြီးသပင်းတွေကိုညှက်လို့ကရုံးမှာရှိတ်ပေးလိုက်ကြပါတယ်။ပြီးရင်တော့မန်းနှက်တိုင်မှာကျိုးနဲ့ကြီးနှောင်ထားပါတယ်။ရောင်းနေလာရင်တော့အခိုးခံရတဲ့အိမ်တွေကကိုပစ္စည်းကိုအခါချင်းငွေနဲ့ပြန်ပြီးတော့ဝယ်ယူရပါတယ်။ပုံထားတဲ့ပုံကမြင်လွန်းလို့ကိုယ်တိုင်မဖြုတ်နိုင်ရင်လည်းဖြုတ်ယူကားပေးလို့ဖြုတ်ခိုင်းရပါသေးတယ်။ဒီလိုမှမဟုတ်ဘဲနဲ့ကိုယ်တိုင်တက်ဖြုတ်လိုက်လို့အခြားပစ္စည်းတွေပြုတ်ကျပျက်စီးခဲ့ရင်လည်းရှော်ရပါတယ်။ဒီကိုရပါပစ္စည်းတွေကိုရောင်းလို့ရတဲ့ငွေနဲ့တင်ငန်းပရိခရာတွေဝယ်ယူပြီးခေါင်းတုံးမိဖြစ်နေတဲ့ခိုးသားတွေကိုရှင်ပြုရဟန်းကန်ခြင်းအမှုကိုပြုကြပါတယ်။ဂျီမနိုခင်ချိန်မှာဒါတွေအားလုံးကိုအပီးစီးလှုပ်ဆောင်ကြတဲ့ပွဲမို့လို့ဒီပွဲကိုဂျီမနိုပွဲလို့ခေါ်တာပါ။ရှင်တို့ကချစ်စရာတလေးတစ်ခုဖြစ်ပေမဲ့အခုချိန်မှာတော့ဂျီမနိုပွဲကိုအခွင့်ကောင်းယူလို့ပစ္စည်းတွေခိုးသွားကြပြီးတော့ပြန်မပေးတာမျိုးတွေသူများအရာချက်ကိုခိုးလို့တက်ပြီးတော့ချက်စားတာမျိုးတွေကအချို့သောနေ့တွေမှာတော့ရှိနေစေပါ။ရိုးရတလေးကိုထိမ့်သိမ့်နေဆိုတော့လေလွဲမားနေတာမို့ခိုးခန့်ရတဲ့ပါရှင်တွေကလည်းဒုက္ခရောက်ကြတာမျိုးတွေရှိကြပါတယ်။ချစ်စရာကောင်းတဲ့တလေးကိုချစ်စရာကောင်းအောင်ထိမ့်သိမ်းကြရင်နဲ့မြမတို့ရဲ့ရင်ကျင်းမှုထုံနှံတွေမကွဲပြောက်သွားစေဖို့အတွက်ကျမတို့လူငယ်တွေစူးစမ်းကြအောင်လားရှင်။ဟုတ်ကဲ့ပါရှင်အခုလိုမျိုးဗီဒီယိုလေးတွေပတ်စင်နေစဉ်တက်ဆက်ပေးနေမှာဖြစ်လို့ကျမတို့ရဲ့ Mental Power Page လေးကိုလည်း Like and Follow လုပ်ထားနိုင်ပါတယ်ရှင်။အားလုံးကျေးဇူးများတင်ပါတယ်ရှင်။